ဒီရင်ပုံးလေးကိုရှေးခေတ်မြန်မာမျိုးသမီးများချုပ်ဝတ်ခဲ့တဲ့ရင်ပုံးကိုမိညံပြီးယခုခေတ်မှာဒီဇိုင်းမျိုးမျိုးပြန်လည်စမ်းသစ်ပြီးချုပ်ဝတ်ကြလို့ချေးရင်ပုံးတစ်တရားရင်ပုံးအဖွားကြီးရင်ပုံးဆိုပြီးအမျိုးမျိုးခေါ်ကြပါတယ်ရှင်ချေးရင်ပုံးချုပ်မယ်ဆိုရင်ပုံမှန်ရင်ပုံးတွေထက်ပိတ်စခတ်ရင်ပိုကုန်ပါတယ်ရှင်ဘာလို့ပိတ်စပိုကုန်ရလဲဆိုရင်ပုံမှန်ရင်ပုံးတွေလိုပခုံးဆက်ကြောင်းဂျိုင်းဆက်ကြောင်းမပါဘဲပခုံးချိုင်းတစ်ဆက်သေးယူပြီးချုပ်ပေးရလို့ပဲဖြစ်ပါတယ်ရှင်ပခုံးနဲ့ချိုင်းတစ်ဆက်သေးချုပ်ပေးရတဲ့ရင်ပုံးဖြစ်လို့ပုံမှန်ရင်ပုံးတွေလိုခန္ဓာကိုယ်မှာဖြစ်ဆိုင်မဖြစ်တာမို့ရင်ပုံးဖြစ်ဆိုင်ဝရှင်မှုတူတွေဆိုရင်ချုပ်မွေးကြဖို့အကြံပြုပါတယ်ရှင်ဒါပေမဲ့ညီမရင်ပုံးနဲ့ဝရှင်တဲ့တူတွေရင်ပုံးဝေးပြီးတက်တောင့်တက်တာရှိခြင်းတူလေးတွေကိုဒီရှင်းရင်ပုံးလေးတွေချုပ်ဝေးကြဖို့အကြံပြုရင်းကျမရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြရစီရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်